အားလုံးပဲမင်္ဂလာပါဗျာ PTV ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာဖလား16တင်းအဆင့်ပေါ်တူဂီနဲ့စပိန်ပွဲ USA နဲ့ဘယ်လ်ဂျီယံပွဲနှစ်ပွဲကိုရွေးချယ်သုံးသပ်ပေးထားပါတယ်ဗျပထမပွဲမစခင်ကလပ်ပွဲတွေပြန်စတဲ့အခါဗီဒီယိုတွေမလုပ်အားတာကြောင့် YouTube Channel လေးကနေဓာတ်ရိုက်လိုက်လွှင့်ပြီးရွေးချယ်သုံးသပ်ပေးတော့မှဖြစ်လို့ Bio မှာတင်ထားတဲ့ YouTube Channel လေးကို Subscribe လုပ်ပေးကြဖို့အသိပေးလိုက်ပါတယ်ဗျာကဲပေါ်တူဂီနဲ့စပိန်ပွဲနဲ့စရအောင်ဗျာစပိန်တင်းဟာအစာပွဲတွေမှာအားရစရာခြေစွမ်းတွေမတွေ့ရတာကြောင့်အားလုံးဝိုင်းပြီးဝေဖန်နေကြပေမဲ့ပွဲများလာတဲ့အတူအတော်လေးတည်ငြိမ်လာပြီးကစားပုံကလည်းအားရစရာတိုးတက်လာခဲ့တာပါနောက်ဆုံးဆွီဒင်နဲ့ပွဲမှာဆိုရင်လည်းတကယ်ကိုအားရစရာခြေစွမ်းနေနဲ့ဆွီဒင်အသင်းကိုထူထူဘာမှလုပ်ခွင့်မပေးပဲစိတ်ကြိုက်အနိုင်ယူကစားပြသွားတာပါပေါ်တူဂီတို့ကတော့16တင်းအဆင့်ထိရောက်ရှိလာခဲ့ပေမဲ့တည်ငြိမ်တဲ့ကစားပုံကစားကွက်တစ်ခုမှမတွေ့ရသေးပါဘူးပြီးခဲ့တဲ့ခရိုအေးရှားနဲ့ပွဲမှာဆိုရင်လည်းပထမပိုင်းအသာစီးရတယ်ဆိုပေမဲ့ကံကောင်းလို့သာနိုင်ရရှိခဲ့တယ်လို့ဆိုရမှာပါဒီနှစ်သင်းဟာ2018ကမ္ဘာဖလားမှာထိတိုက်တွေ့မှုပြီးရိုနယ်ဒိုရဲ့ hat-trick ဂိုးနဲ့တည်ရကြခဲ့ပါတယ်။ Nation League မှာဆိုရင်တော့3ချိန်ထိတိုက်တွေ့ဆုံမှုပဲမဲ့တပွဲတည်ရတယောက်တစ်ပွဲစီနိုင်ထားပါတယ်။ဒီနှစ်သင်းဟာစုစုပေါင်း6ပွဲထိတွေ့ဘူးထားပြီးဂိုးပေါ်က2ပွဲတည်းသာရှိပြီးနှစ်ဖက်သွင်းဂိုး2ဂိုးနဲ့အောက်က4ပွဲထိရှိတာပါ။ဒီနေ့ပွဲမှာလည်းကျွန်တော်ကနှစ်ဖက်သွင်းဂိုးအလုံးစုံ3ဂိုးရှိမယ်လို့ပဲထင်တဲ့အတွက်ဂိုးအောက်ပဲရွေးချယ်ထားပါတယ်။ဘော်ဒီကတော့အောက်အသင်းပေါ်တူဂီကိုနည်းနည်းပို့ချိုက်ပေမဲ့ဂိုးအောက်တစ်မျိုးတည်းကိုပဲရွေးချယ်လိုက်ပါမယ်ဗျ။ဒုတိယပွဲ USA နဲ့ဘယ်လ်ဂျီယံပွဲကတော့အင်ရှင်3သင်းမှာကနေဒါမက္ကဆီကိုအသင်းတွေကတော့ပြုတ်သွားပြီဖြစ်လို့ USA တသင်းရပဲအင်ရှင်တို့အတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုပါ USA ကလည်းမက္ကဆီကိုလောက်မကောင်းပေမဲ့အင်ရှင်အားသာချက်နဲ့အတူတင်းတင်တဲ့လောက်ခြေစွမ်းထက်နေတဲ့အသင်းမှာ32သင်းအစ်စ်မှာတော့ဘော့စနီးယားနဲ့တွေ့ခဲ့တော့ဒီနေ့ဘယ်လ်ဂျီယံပွဲကအနီးပြပိုချက်တီနိုအတွက်တကယ်မေကွန်းအစ်စ်ကိုဖျက်ရမယ့်ပွဲပါဘယ်လ်ဂျီယံကတော့ခြေစွမ်းပိုင်းရအားရစရာမရှိပေမဲ့လိန်ဖန်နဲ့16သင်းအစ်စ်ကိုတက်လာခဲ့ပါပြီစီနီဂေါပွဲမှာလည်းမိနစ်80လောက်ထိနှစ်ဂိုးပြတ်ထိရှုံးရကနေပြန်လာနိုင်ခဲ့ပြီးအချိန်ပိုမှာအငင်းပွားစရာပယ်နတီနဲ့အနိုင်ရရှိခဲ့တာပါဒီပွဲကတော့ဘယ်လ်ဂျီယံအတွက်တကယ်ကိုကြောဖက်ရမယ့်ပွဲပါကျွန်တော်ကတော့ဒီပွဲမှာအင်ရှင် USA တို့ CC11 လောက်နဲ့မိနစ်90အတွင်းမရှုံးမဲ့ပွဲလို့ထင်ထားတာကြောင့်ဂိုးအောင်နဲ့ USA body ပါကိုကြိုက်ပါတယ်ဂိုးအောက်ကိုတော့ပိုပြီးအားတန်တဲ့အတွက်ဂိုးအောက်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ညီကိုများအားလုံးကျေးဇူးများတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်